Hi, this is Kenneth Wong, Burmese language instructor, translator, and author. Welcome to a new episode of Learn Burmese from Natural Talk. If you're going out to lunch with a friend who says he is running low on water, ye kanire, be prepared to pay for the meal. That means he's broke. On the other hand, if you are running low on water yourself, but he is overflowing, and in Burmese, that is ye shanire, you can probably ask him to pay for the meal. In English, if you need some type of permit or approval from a government office or an institution, you may need to grease the wheel. In Burmese, you may need to offer the clerk or the boss some tea money, lapayebo, to get your application on the top of the pile. And if you're dressed up, sitting in a conspicuous spot in a cafe, doing something cute or sexy to attract attention, you may be displaying your goods on a tray. Zeban kende. In this episode, my co-host Sue and I discuss the colorful phrases and slangs the young people are using and the meaning behind them. I promise you we won't be popping popcorns, that is to be full of complaints, or baking potatoes, alu pote, that is to be long-winded. Stay with us. Mingla ni kaung la? Mingla ba siya ni kaung ba siya ni kaung la? Kaung ma re kamya ke. Karain lo ba no? Ko mix jaya aung nyama ka sa ba la kamya. ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ထိုင်းနိုင်ငံအခြေစိုက်မြန်မာစာသင်ပေးနေတဲ့ဆရာမစုပါတချို့ကလည်းစုမြန်မာလို့ခေါ်ကြတယ်ပေါ့နော်ဟုတ်ကဲ့တွေ့ရဝန်တာပါတယ် ဟုတ်ကဲ့ကျွန်တော်လည်းပြန်တွေ့ရတာဝန်တာပါတယ်ကျွန်တော်ကတော့ Kenneth Wong လို့ခေါ်ပါတယ် San Francisco အခြေစိုက်မြန်မာစာဆရာနောက်ပြီးတော့ဘာသာလည်းပြန်ပါတယ်စာစီစာကုန်းတွေဆောင်းပါးတွေလည်းရေးပါတယ်ဒီနေ့ကျွန်တော်တို့ဘာကြောင်းဆွေးနွေးကြမှာလဲညီမဒီနေ့ကကြတော့အခေါ်အဝေါ်နဲ့ပတ်သက်တဲ့ဘန်းစကားလေးတွေပေါ့နော်ပြီးတော့ညီမတို့ဒီမှာစကားပြောရင်းနဲ့ပါလာမယ်တခြားဆက်ဆက်ပြီးတော့အသုံးများတဲ့ဘန်းစကားလေးအကြောင်းလေးပြောသွားပါမယ်ရှင်ဟုတ်ကဲ့ အောင်ပါပြီဘန်းစကားဆိုတာကိုစပြီးတော့ရှင်းပြရအောင်เนาะအင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ slang လို့ပြောလို့ရတာပေါ့လေတခါလေကျတော့လေ idiom နဲ့လည်းဖြစ်နိုင်တယ်မကွဲပြားဘူးပေါ့နော်ဒါပေမဲ့များသောအားဖြင့်တော့ဘန်းစကားဆိုလို့ရှိရင်ကျွန်တော်ထင်တယ်များသောအားဖြင့်လူငယ်တွေကြားထဲမှာစတတ်တယ်လို့ထင်တယ်လို့သဘောရတယ်ညီမဟုတ်တယ်လူငယ်တွေကနေစပြီးတော့ပြောလိုက်ရာကနေပြီးတော့တချို့စကားလေးတွေကတော့ဘယ်လိုပြောမလဲနားထဲမှာတိတ်ပြီးတော့ကြားရတာမရိုင်းတဲ့အခါမှာလူကြီးတွေကလည်းစပြီးသုံးရင်းနဲ့ပြန့်နှံ့သွားတယ်ပေါ့နော်ဟုတ်ကဲ့တခါတလေကျတော့လေသူတို့ဘန်းစကားရဲ့ဇင်းမြစ်ကပါလဲဆိုတော့ကျွန်တော်စဉ်းစားမိတယ်နော်သူတို့ဟိုနယ်ပယ်တစ်ခုထဲမှာအဲ့ဒီနယ်ပယ်တွေကလူတွေပဲသုံးတဲ့ဝါဟာရဖြစ်မဲ့တင်တယ်ဥမာအနုပညာလောကတော့သားတွေပဲသုံးတဲ့ဝါဟာရမျိုးစီးပွားရေးသမားတွေပဲသုံးတဲ့ဝါဟာရမျိုးဒါပေမဲ့တဖြည်းဖြည်းနဲ့ပြန့်လာတဲ့အခါကျတော့သူကဟိုအများဆုံးဘန်းစကားလို့ဖြစ်လာတယ်ပေါ့နော်ဟုတ်တယ်ဆရာဟုတ်တယ်ဆရာအဲ့လို level တစ်ခုလို့ပြောမှာလေဥပမာပွဲစားပေါ့နော်ကျုပ်ကလည်း agency လို့ပြောမှာအဲ့လိုမျိုးပွဲစားတွေပါဆိုလို့ရှိရင်သူတို့ကငွေပေါ့နော်ပတ်စံကိုသူတို့ကရေလို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးဥပမာငါ့ကိုရစ်နေလို့ရေနည်းနည်းလောင်းပေးလိုက်ရတယ်လို့ဘာလို့ပေါ့နော်အဲ့လိုသုံးရေနည်းနည်းလောင်းပေးဆိုသူပတ်စံပေးလိုက်ရတယ်ပေါ့ဒါပေမဲ့အဲ့ဒီဟာကကြတော့ဒီအရာရှိတွေကလက်စားတာကိုလူကြားထဲမှာပြောလို့မသိတော်တဲ့အခါမှာစကဝတ်သုံးတယ်လို့သုံးလိုက်တာပေါ့နော်နောက်တော့အဲ့ဒီဟာကပြန့်ပြီးတော့အဲ့ဒီပတ်စံကိုရေပေါ့အဲ့လိုမျိုးသုံးတဲ့အသုံးနှုန်းတွေလည်းများလာတယ်ဟုတ်ကဲ့ကျွန်တော်တို့ကလည်းဒီလိုပဲပြောကြပါတယ်ကျွန်တော်တို့တုန်းကတော့ဘယ်လိုခေါ်မလဲအခုလည်းသုံးတယ်လို့ကျွန်တော်ထင်တယ်လက်ဖက်ရည်ဘိုးထိုးရတယ်လို့ပြောတယ်လက်ဖက်ရည်ဘိုးပေးရတယ်လို့ပြောတယ်နော်ဟုတ်တယ်ဆရာလက်ဖက်ရည်ဘိုးဆိုတကယ်တော့လက်ဖက်ရည်ဘိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သိရမလားပတ်စံလက်ထိုးလိုက်ရတယ်လို့ပြောလို့ရှိရင်ဘယ်လိုမှအဆင်မပြေဘူးလीနော်အဲ့လိုဆိုတော့လက်ဖက်ရည်ဘိုးအမုတ်ဖိုးအဲ့လိုမျိုးပြောတာရှိတယ်ဟုတ်ကဲ့မရတော့ကျွန်တော်တို့ဟိုဘာသာစကားရဲ့သဘောတဘာဝကလည်းတခါလေကျလို့ရှိရင်အတိတ်ပဲတွေကလေပြောင်းလဲရွေးရှားပြောင်းလဲရင်းနဲ့ပြောင်းပြန်လောက်ကိုဖြစ်သွားတတ်တယ်နော်ဟိုးရင်တုန်းကဆိုလို့ရှိရင်မိုက်တယ်လို့ပြောလို့ရှိရင်မိုက်မဲတယ်အကျင့်မကောင်းဘူးယုံမာတယ်ဒီလိုသဘောရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ခေတ်ရောက်လာတဲ့အခါကျတော့ဟာဒီကောင်လေးကတော်မိုက်တယ်လို့
အမျိုးသမီးတွေကပြောမယ်ဆိုလို့ရှိရင်ဒါဒီကောင်လေးကဆိုးတယ်လို့ပြောတာမဟုတ်ဘဲနဲ့ဒီကောင်လေးကဝတ်ထားတာစားထားတာကောင်းတယ်ကြည့်လို့ကောင်းတယ်ဟိုလှတယ်နောက်ခင်မိတယ်ဒီလိုသဘောမျိုးနဲ့ပြောတာပေါ့နော်ဟာမိုက်တယ်ကွာဆိုဟိုကောင်းတဲ့အဓိပ္ပာယ်ကိုတက်ရောက်သွားတယ်ဆိုးတဲ့အဓိပ္ပာယ်ကနေပြီးတော့ဟုတ်တယ်ဆရာဟုတ်တယ်အဲ့ဒီဟာကအဲ့လိုမျိုးပေါ့နော်ဟိုလူကိုမှမဟုတ်ပဲနဲ့လေအဲ့လိုအခြေအနေတရက်ဖြစ်ဖြစ်ပစ္စည်းရဲ့ဒီအရေးအသွေးဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးပြောတာဥပမာဆိုဒီဥပမာ iPhone ကင်မရာ iPhone အသစ်ရဲ့ကင်မရာကမိုက်တယ်ပေါ့ဒါဆိုလို့ရှိရင်ကင်မရာအရင်ကောင်းတယ်လို့သူပြောချင်တာပေါ့အဲ့လိုမျိုးဟုတ်တယ်နောက်တစ်ခုကျွန်တော်သတိထားမိတာအခုခေတ်ကလူမှုရေးကွန်ရက်မှာလူတိုင်းကအမြဲတမ်းဓာတ်ပုံတွေရိုက်ပြီးတော့ဟို online မှာတင်နေတယ်ဆိုတော့ဒါနဲ့နေပေါ့ကိုဓာတ်ပုံရိုက်တာကိုဘယ်လိုခေါ်လဲ selfie ဆွဲတယ်လို့ပြောလား selfie ရိုက်တယ် selfie ဆွဲတယ်လို့ပြောဟုတ် selfie ရိုက်တယ်ရောဆွဲတယ်ရောဟုတ်နှစ်မျိုးလုံးတော့သုံးပါတယ်ဟုတ်နှစ်မျိုးလုံးသုံးတယ်နော်ဒါပေမဲ့ဓာတ်ပုံရိုက်တာကိုလည်းကျွန်တော်တို့ကတော့ဟိုနေပုံမှန်ဆိုဓာတ်ပုံရိုက်တယ်လို့ပြောတယ်ဒါပေမဲ့ဓာတ်ဖမ်းတယ်လို့ပြောတာဟုတ်လားတပ်ဖန်းနေဟုတ်တယ်ဆရာတပ်ဖန်းနေဆိုတာကအဲ့ဒါကလည်းဟုတ်တယ် social media မှာပဲဟိုအသုံးများပါเนาะဒီဓာတ်ပုံရိုက်တယ်ဆိုတာကိုအမျိုးသမီးတွေသုံးတာများရယ်ဆရာဒီနားလေးကလှလိုက်တာဓာတ်ဖန်းရအောင်ဆိုပြီးတော့ပေါ့နော်ပြောမှဆိုလို့ချင်းဒီလှနေတဲ့အခိုက်အတန့်လေးကိုဖမ်းယူလိုက်တယ်ပေါ့နော်ဆွဲပြီးတော့ဘာလို့လဲဆိုတော့ချိန်ပြောင်းသွားမှဆိုလို့ချက်ချင်းဒီနားမှာရိုက်ရအောင်ဖမ်းရအောင်မြင်တစ်ခုအမိရလောက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကသုံးတာဆိုတော့လေအဲ့လိုဓာတ်ဖန်းဟုတ်ပါတယ်စောစောကညီမကပြောတယ်ရေလောင်းလိုက်ရတယ်လို့ပြောတယ်ဟိုရေဆိုတာဒီအသုံးနှုန်းထဲမှာကျတော့ရေဆိုတာတကယ်တော့ပတ်စံကိုပြောတဲ့သဘောဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ရေရှာနေဆိုလို့ရှိရင်လေရေကပတ်စံဆိုတဲ့သဘောသက်ရောက်တယ်ညီမရှင်းပြပါအောင်ဟုတ်တယ်ဆရာဟုတ်ရေရှမ်းတယ်ဆိုလို့ရှိရင်တော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ဟိုရေကြီးတာရေရှမ်းတာကိုလည်းသုံးတာပေါ့နော်မိုးရင်းမှာဆိုလို့ရှိရင်ရိုးအတုံးဆိုလို့ရှိရင်တော့ဒီလိုမိုးရာသီမှာမိုးတွေအများကြီးရွာလို့ရေတွေအများကြီးပဲဟိုအဲ့လိုမျိုးရေတွေအများကြီးရှမ်းနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ရေရှမ်းတယ်ရေကြီးတယ်သုံးတယ်ဒါပေမဲ့ပတ်စံတွေအများကြီးရှိတယ်နောက်ပြီးတော့လစာအများကြီးရထားတယ်။များသောအားဖြင့်ဆိုလို့ရှိရင်လကုန်ရက်တို့ဘာလို့ဆိုလို့ရှိရင်သုံးကြဒီနေ့ရေရှမ်းနေတယ်ဆိုပြီးသုံးတယ်ပေါ့နော်။ဒီနေ့ရေရှမ်းနေတော့ငါမှပတ်စံပေါ်နေတယ်လို့ပြောချင်တာ။ပတ်စံနေရှမ်းပေါ်တယ်လို့ပြောတာ။ဟုတ်ကဲ့။လိုတာတဲ့ပို့ပြီးတော့လိုတာတဲ့ပို့ပြီးများနေတယ်ဆိုတဲ့သဘောပေါ့။ဟုတ်တယ်ဆရာ။ဒါပေမဲ့တကယ်တမ်းမှာလိုတာတဲ့ပို့ပြီးများတယ်ဆိုတော့မရှိဘူးပေါ့နော်။ Okay. အော်ဒါဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဘန်းစကားဆိုလို့ရှိရင်များသောအားဖြင့်တော့လူငယ်တွေကြားမှာစတတ်တယ်ဆိုတော့အချစ်နဲ့ပတ်သက်ပြီးတော့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့စကားလုံးတွေတော်တော်များများတီထွင်ကြတယ်ထင်တယ်ဥပမာဟိုတယောက်ယောက်ကိုချစ်သွားပြီးကြိုက်သွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်မှတ်မိတာကျွေးနေပြီလို့ပြောတယ်ပေါ့နော်ငါတော့သူ့ကိုကျွေးနေပြီပေါ့သူကတော့မင်းကိုကျွေးနေပြီထင်တယ်အဲ့လိုပြောကြတယ်ပေါ့နော်တခြားဘယ်လိုပြောသေးလဲကျွေးနေပြီလို့သွားသုံးရနည်းနည်းအောင်ဟိုဒိတ်အောက်သွားကြီးဆရာဟုတ်လားသင်ပေးပါဦးကျွန်တော်သင်ပေးပါဦးအခုကိမိအောင်ဘယ်လိုပြောရမလဲနောက်ပိုင်းမှာကျတော့ဟိုသုံးတာ crash တယ်ဆိုတဲ့စကားလုံးနဲ့သုံးတာပိုများရယ်ဆရာအဲ့ဒါကြအင်္ဂလိပ်စကားလုံးကနေဟိုယူလိုက်တာပေါ့နော်သူ့ကို crash နေကြိတ် crash နေရပေါ့နော်အဲ့ဆိုရင်ကြိတ်ပြီးတော့ကျွေးနေရလို့ပြောရပဲဆရာအတူတူပဲဟုတ်တယ်ဟုတ်တယ်တကယ်တော့အဲ့လိုဆိုရင်အင်္ဂလိပ်စကားလုံးကိုမွေးစားလိုက်တာပေါ့ဟုတ်တယ်ဆရာတိုက်ရိုက်မွေးစားလိုက်တာပေါ့အဲ့လိုပုံစံနောက်အဲ့ဒီကိုကကြိတ်ပြီးတော့သဘောကျနေတဲ့သူဖြစ်သို့မဟုတ်ပေါ့နော်ကိုနဲ့လက်ရှိတွဲနေရီးစားဖြစ်အကြောင်းကိုအဲ့လိုမျိုးဟိုအလွန်အကျူးကြွားတာပေါ့နော်အဲ့လိုဒီ line ပေါ်မှာပေါ့online ပေါ်မှာတက်ပြီးတော့တချို့ဆိုရေးပြီးတင်တယ်မလားဟိုလက်ဆောင်လေးပေးလို့ယောက်ျားကိုကျေးဇူးတင်ပါတယ်ဘာညာပေါ့နော်ကျမယောက်ျားဆိုလို့ရှိရင်အိမ်မှုကိစ္စတွေလည်းလုပ်ပေးတယ်ပေါ့အဲ့လိုမျိုးတက်ပြီးတော့ကြွားတာရှိရပေါ့နော်အဲ့ဒါကိုကြာတော့ကျူးတယ်လို့ပြောရဲဆရာကျူးတယ်လို့ပြောတယ်ဟုတ်ကဲ့ဟိုကျူးတော်တာမဟုတ်ဘူးဆရာရဲ့တီလာဟိုစလုံးတော့ပေါင်းရကြတော့ရိုက်ရင်းနဲ့ပေါင်းတာဆရာဘာလို့လဲဆိုတော့ရပင်းနဲ့ပေါင်းကြတော့ကျူးကြော်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမှာဆိုရင်သူကသူ့ကိုသိသိရလို့ပေါ့အဲ့လိုမျိုးဆိုရင်သူ့ကောင်လေးရဲ့ဟိုကောင်းချောင်းတွေကိုအရင်ကြွားတယ်ပေါ့အဲ့လိုပြောချင်နေုံပြဟိုတယောက်ဘယ်လိုခေါ်မလဲဟိုရဲ့မကိုရေးစားလှတဲ့အကြောင်းတွေဘာတွေကိုပြောတယ်ဆိုလို့ရှိရင်တခါကျွန်တော်ကြားဘူးတယ်ဈေးပန်းခင်းတယ်လို့ပြောလားဈေးပန်းခင်းတယ်ဆိုတာဘာလို့
ဈေးပန်းခင်းတာကြဒီလိုဆရာရဲ့ तू ကဟိုဈေးတယ်တွေကရောင်းတင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဈေးပန်းတွေကိုလှလှပပသူများဝယ်ချင်အောင်ပြင်ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဈေးပန်းခင်းတာကြဆရာ single တွေအတွက်ပေါ့နော်ဥပမာကိုကစားမရှိသေးပါဘူးပေါ့အမဒီနေ့ဒီမှာ coffee ဆိုင်မှာတယောက်တည်းထိုင်နေရတယ်ကြည့်ပါဦးဘာညာသူဟိုကြီးစားလို့ချင်တယ်လို့ကမပြောဘူးဆရာရဲ့သိလားအဲ့လိုဈေးပန်းမဲ့ခင်းနေတာသူကအဲ့လိုမျိုးဒီနေ့ဆိုလို့ရှိရင်မကျုံလှတဲ့နေရာလေးမှာသူများရဲ့တွဲနေလာကြတာငါမှတော့တယောက်သေးပေါ့ပြောချင်တာဘယ်လိုဖြစ်တယောက်သေးဖြစ်နေဆိုတဲ့ဟာကိုဟိုဇောင်းတင်ပြီးတော့ပြောတာပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ဈေးပန်းကဝယ်ချင်ပေါ့အဲ့လိုပုံစံမျိုးဒါဆိုအမျိုးသမီးတယောက်ကအမြဲတမ်းဟို coffee ဆိုင်မှာတယောက်တည်းထိုင်ပြီးတော့လှလှပပဝတ်ပြီးတော့ဟို selfie ဆွဲပြီးတော့ online ပေါ်မှာတင်နေတယ်ဆိုလို့ရှိရင်သူဈေးပန်းခင်းနေတယ်လို့ပြောလို့ရမယ်ထင်တယ်နော်ဟုတ်တယ်ဆရာမိန်းကလေးမှမဟုတ်ယောက်ျားလေးရောပဲပေါ့နော်ယောက်ျားလေးလည်းလုပ်တယ်ဟုတ်တယ်ဆရာအဲ့လိုညီမတငယ်ချင်းအဲ့လိုတယောက်တည်းသမားကြီးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲဒီမှာကျုပ်ချစ်သူများနေလေအလုပ်သွားရတယ်တို့ဘာတို့ဒါမျိုးတင်မယ်ဆိုလဲဒါဈေးပန်းခင်းနေတာတူပဲသူ့မှာကောင်းမလေးမရှိသေးပါဘူးဆိုတော့ပြောချင်တာပေါ့နော်ဟုတ်ကဲ့ကျွန်တော်သတိထားမိတာလေဟိုအင်္ဂလိပ်စကားလုံးတော်တော်များများလဲတခါလေကြားလို့ရှိရင်မွေးစားစကားလုံးအနေနဲ့ဟဲ့သွင်းပြီးတော့ဘန်းစကားအနေနဲ့သုံးကြတာလည်းရှိတယ်နော်ဥပမာဆိုလို့ရှိရင် over 10ဆိုတာဘာအဓိပ္ပာယ် over 10ဟုတ်တယ်ဆရာ over 10ကတော့ဟိုပုံမှန်ဆိုလို့ရှိရင်ဟိုတစ်ခုဟိုညီမတို့တောက်တဲ့ဟို drink တစ်မျိုးပေါ့နော်နောက်ပြီးတော့ over ဆိုတာတစ်ခုတည်းဟိုဘယ်လိုပြောမလဲအလွန်အကျူးလောက်တာပေါ့နော်အဲ့ဒါကိုပြောချင်တာအဲ့တော့ तू ကအဲ့တယောက်က over တင်းနေတာဆိုလို့ရှိရင် तू ကဟိုလိုရာထက်ကိုပို့ပြီးတော့အပိုတွေလောက်ပြနေရပေါ့နော် over တင်းတာကြအခုနောက်ပိုင်းသုံးတာကြ drama ခင်းတယ်လို့သုံးတာပုံများနေဆရာ drama ခင်းတယ်ဟုတ်ပြီတကယ်မဟုတ် drama ရဲမှာဆိုရင်သိရမလားချော်လဲသွားပြီဆိုလို့ရှိရင်လည်းဟို slow motion လေးနဲ့ဖြည်းဖြည်းလေးချော်လဲပြမင်းသားရောက်လာတယ်ကဲပေးလိုက်တယ်စသဖြင့်ပေါ့အဲ့လိုမျိုးဟိုအပိုတွေလောက်တာပေါ့နော်အဲ့ဒါ drama အောင်လောက်တာပေါ့ဇက်နာအောင်လောက်တာဟုတ်တယ်ဆရာဟုတ်ကဲ့နောက်ပြီးတော့စကားများတယ်ဆိုလို့ရှိရင်ဒါလည်းအရင်တော့ကတော့ဟိုဘန်းစကားအနေနဲ့စခဲ့တာထင်တယ်အာလူဖုတ်တယ်ပေါ့ဒါပေမဲ့အာလူဖုတ်တယ်ကအခုလူတိုင်းနှိပါနားလဲတဲ့အခါကျတော့ဘန်းစကားမဟုတ်တော့ဘူးဘုံသုံးစကားလို့တော့အများဆုံးစကားလို့တော့ပြောလို့ရတယ်နောက်တနည်းဘယ်လိုပြောကြလဲညီမစကားသိများတယ်ဆိုရင်လေပေါ်တယ်လို့လည်းသုံးလို့ရတယ်ဆရာလေပေါ်တယ်လေတွေအရန်ပေါ်နေဆိုစကားတွေအရန်များတယ်ပေါ့စကားများတယ်ဟုတ်ကဲ့ရွှီးတယ်လို့လည်းပြောကျွန်တော်ချားဘူးတဲ့ရွှီးတယ်ဆိုပြီးတော့ရွှီးတယ်ကျတော့လိန်တယ်လို့ပြောတာတယ်ဟုတ်တယ်ဆရာဟုတ်တယ်တကယ်မဟုတ်ပဲနဲ့ပေါ့နော်ဟိုကြွားအပိုတွေထည့်ပြီးတော့မှအဲ့လိုမျိုးပြောတာပေါ့နော်အဲ့ဒါရွှီးတယ်လို့သုံးတာဟုတ်လည်းမဟုတ်ပဲနဲ့လာရွှီးနေရပေါ့ဆိုရင်တကယ်မဟုတ်ပဲနဲ့ရှောက်ပြောနေလိန်နေပေါ့ပြောဟိုဒါဆိုညီမကိုမေးအောင်မယ်အာလူဖုတ်တာနဲ့ရွှီးတာနဲ့ပေါက်ဖောက်တာဘယ်လိုကွာခြားလဲခင်ဗျာအာလူဖုတ်တာနဲ့ပေါက်ဖောက်တာကြတော့အတူတူလောက်ပဲဆရာအတူတူလောက်ပဲပေါက်ဖောက်တယ်ဆိုပေါက်ဒီညီမတို့ပေါက်စားမယ်ဆိုလို့ရှိရင်အဲ့ဒီဖောက်လိုက်တဲ့ချိန်ကြလို့ရှိရင် तू ကဇက်တိုက်ရောနဲ့ထွက်တာဆိုတော့လေစကားကိုတောက်လျှောက်ဟိုမရက်မနာပြောနေတဲ့သူတွေဆိုလို့ရှိရင်ပေါက်ဖောက်တယ်လို့ပြောတာပေါ့နော်အာလူဖုတ်တာအတူတူပဲဆရာလေပေါ်တာကြတော့လေပေါ်တာကလည်းဟိုစကားများတာပဲဒါပေမဲ့ဟိုပေါက်ဖောက်တာလောက်တော့မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ပေါက်ဖောက်တာတော့အဆိုးဆုံးပဲရှင်တယ်စကလုံးသုံးလုံးရဆိုကျွန်တော်တခါကြားမှုတာကြတော့လေ तू ကဟိုပေါက်ဖောက်တယ်ဆိုလို့ရှိရင်ပြစ်တောက်လိုက်ပြောနေတယ်ဆိုတော့ the ball နဲ့လည်းသုံးလားမသိဘူးဥမာအိမ်ကဟိုနဲ့အိမ်မှာမနေချင်ဘူးဘာလို့ဆိုဖေကငေါ့ပေါက်ဖောက်နေတယ်လို့အဲ့လိုပြောလားအဲ့လိုသုံးလားအဲ့ရဟုတ်ညီမတို့ဟိုငငယ်လေးတုန်းကတော့အဲ့ဒီဘန်စကားပို့ပြီးသုံးများလိမ့်မယ်နော်အခုနောက်ပိုင်းကျတော့ပွားတယ်လို့သုံးမယ်ဆရာပွားတယ်လို့ပြောပွားတယ်ဆိုလို့ရှိရင်စူးနေတယ်ပေါ့ပွားစီဟုတ်တယ်ဆရာဟိုကလောက်ပြန်ပြီဒီဟာလောက်ရင်လောက်ပြန်ပြီအိမ်မှာနေပြန်ပြီအပြင်သွားရင်သွားပြန်ပြီအဲ့လိုပူကျူနဲ့လိုက်ပြောနေအောင်ပွားတယ်လို့ပြောပါတော့ဟုတ်ကဲ့နောက်ပြီးတော့ကျွန်တော်တို့ခေတ္တကဆိုလို့ရှိရင်လူငယ်တွေဆိုလို့ရှိရင်ယောက်ျားလေးကကိုယ့်ရဲ့ရည်စားဟိုပြောမယ်ဆိုလို့ရှိရင်ဒါငါစော်လို့ပြောတယ်ပေါ့နော်ဒါငါရဲ့အမျိုးသမီးဆိုတဲ့သဘောပေါ့အမျိုးသမီးက main ကလေးကကိုယ့်ရဲ့ယောက်ျားလေးရည်စားကြောင်းပြောမယ်ဆိုလို့ရှိရင်ဒါငါဘဲလို့ပြောတယ်ပေါ့ဒီတော့ဟိုဒီဘဲနဲ့စော်ဆိုတဲ့စကားလုံးအခုသုံးသေးလားဒါကြီးကခစ်နှောင်းသွားပြီလားတခြားစကားလုံးတွေပေါ်လာပြီလားတော့အခုထိလည်းအသုံးများသေးရဆရာဒါပေမဲ့တစ်ခုရှိတာကပေါ့နော်ယူပြီးတာမဟုတ်သေးပဲနဲ့သမီးကြီးစားအဆင့်
ပေါ့နော်အဲ့ဒီလို့ဆိုလို့ရှိရင်တော့အမျိုးသမီးအမျိုးသားလို့မသုံးအဲ့ဒါကကြတော့တချို့တွေဒီonline မှာဆိုလို့ရှိရင်တော့တွေ့လိမ့်မယ်ပေါ့နော်ကျွန်တော်ရဲ့အမျိုးသမီးလေးတို့ဘာလို့ဆိုပြီးသူတို့ရဲ့ကောင်မလေးပုံတင်ကြရတော့ရှိရပေါ့နော်တကယ်တမ်းမှာအဲ့ဒါကဟိုသူများကိုမိတ်ဆက်တဲ့ခါမှာတော့တရားဝင်သုံးလို့မရဘူးဆရာဘာလို့လဲဆိုအမျိုးသမီးအမျိုးသားဆိုရင်လက်ထပ်ပြီးမှသုံးတာဆိုတော့လေဒါငါကောင်မလေးပေါ့ငါကောင်လေးပေါ့ဒါပေမဲ့တငယ်ချင်းချင်းကြားထဲမှာတော့စော်တို့ဘဲတို့ဟုတ်အခုထိသုံးနေဘဲဆိုတာကိုကောင်လေးကိုခေါ်ပါတော့ဒါငါဘဲပေါ့ဒါပေမဲ့အဲ့ဒီမှာတခုရှုပ်တာဘာလဲဆိုတော့လေယောက်ျားလေးတွေကတော့သူတို့ဘဲလို့ခေါ်လို့ရှိရင်ဘလို့မှသဘောမထားကြဘူးအဆင်ပြေပေါ့နော်ဒါပေမဲ့ main ကလေးတွေကကြတော့သူတို့စော်လို့ခေါ်လို့ရှိရင်နေကငါ့ကိုဘယ်လိုပြောမလဲတိတ်ပြီးတော့တန်ဖိုးမရှိတဲ့အသုံးနှုန်းနဲ့သုံးတယ်ပေါ့လွယ်လွယ်ကူကူပေါ့နော်ဟုတ်ကဲ့ကောင်မလေးတို့အမျိုးသမီးလေးတို့အဲ့လိုမျိုးပြောပို့ပြီးတော့ကြိုက်ကြတယ်ပေါ့နော်ဒါငါစော်လို့ပါတော့ပြဆက်ပြီးတော်တော်များများမကြိုက်ကြဘူးစော်ဆိုလို့ရှိရင်ဟိုအပျော်တွဲနေတယ်လို့သဘောမျိုးများဖြစ်သွားလားမသိဘူးဟုတ်တယ်အဲ့လိုကြောင့်မလို့ပေါ့နော်တိတ်ပြီးတော့သဘောမကျကြဘူးဒါပေမဲ့ယောက်ျားလေးကတော့ဘလုံးမအောင်မနေဘူးသူအပျော်ပဲတွဲငိုပြီးပဲတွဲချင်တယ်လို့တွဲပြီးဟုတ်တယ်အဲ့လိုပုံစံမျိုးနဲ့တူတယ်သူတို့ကတော့တိတ်ပြီးတော့ဟို main ကလေးတွေကပို့ပြီးတော့စကားအခြားအနာကောက်တယ်လို့ပြောရမယ်ဟုတ်ပါတယ်ဟုတ်တယ်ကျွန်တော်မှတ်မိတာတော့ကျွန်တော်တို့ကတော့ဘန်စကားတစ်ခုကဟိုနည်းနည်းပြင်းနေတယ်ဘာမှမလုပ်ချင်ဘူးဟိုနဲ့ထိုင်မိုင်းဖြစ်နေတယ်ဆိုလို့ရှိရင်စိတ်နေစိတ်ထားကိုပြောတာနော်စိတ်လေနေတယ်လို့ပြောကြတယ်အခုကျတော့ဘူးနေတယ်လို့ပြောတယ်လို့ပဲကြားဘူးတယ်ထင်တယ်ဘူးနေတယ်လို့ပြောလားညီမဆိုပြောလားဘူးနေတယ်ကလေဟိုဘူးတယ်ကိုကြတော့အခုအသုံးနှုန်းနဲ့ဆိုလို့ရှိရင်တို့ကများသောအားဖြင့်ပတ်စံမရှိတာတို့ဘာလို့အခြေအနေပေါ့နော်ပတ်စံမရှိအလုံးမရှိပေါ့အဲ့လိုမျိုးဖြစ်နေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ဘူးတယ်လို့သုံးတာပြောဆိုဟုတ်စိတ်လေတယ်နဲ့တော့ဟိုဘယ်လိုပြောမလဲဆိုဆက်သွားတယ်ပေါ့နော်။ तू ကဘာလို့လဲဆိုဘာမှတိတိပပဘယ်ဟာကိုလုံးလို့ရမှန်းမသိဖြစ်နေလို့စိတ်လေနေတာပြောတာပြင်းတာထက်စားလို့ရှိရင်လေဟိုလှုပ်เสียမရှိလို့စိတ်လေတာဘူးတာပေါ့နော်အဲ့လိုပုံစံမျိုးသုံးဆိုတော့ရေကိုပတ်စံဆိုတဲ့သဘောမျိုးနဲ့သုံးတဲ့ဝါဟာရလေးတွေကြားလိုက်ရတယ်ရေရှမ်းနေဆိုလို့ရှိရင်ပတ်စံများနေတယ်နော်ရေလောင်းနေဆိုလို့ရှိရင်ပတ်စံထိုးရတယ်ဟိုလက်ပေးရတယ်လက်ထိုးရတယ်ဆိုတဲ့သဘောပေါ့ဒါဆိုလို့ရှိရင်ဟိုပတ်စံမရှိဘူးဆိုလို့ရှိရင်ရေခမ်းနေတယ်လို့ပြောလို့ရလားမသိပြောရစရာဟုတ်တယ်ရေခမ်းနေရပြက်နေရလို့လည်းပြောရစရာရေခမ်းနေတယ်ပြက်နေတယ်အပြင်သွားဖို့ခေါ်ရင်သွားနိုင်သေးဘူးဒီနေ့တော့လည်းရေခမ်းနေလို့ဘိုင်ပြက်နေလို့အဲ့လိုမျိုးပြောရဟုတ်ဘိုင်ပြက်နေတယ်ကတော့ကျွန်တော်တို့ခေတ်ကတည်းကအဲ့ဒီအကိုပြောကြတယ်ဘိုင်ပြက်နေတယ်ဆိုပြီးတော့ဟုတ်ကဲ့ဟုတ်အခုလည်းဟုတ်အဲ့လိုမျိုးပဲသုံးမှာပေါ့ဘိုင်ပြက်ဒီနောက်ပိုင်းပေါ်လာတဲ့ဟိုငွေပြောင်းငွေလွှဲတွေကလေအထူးသဖြင့်အာဏာသိမ်းပြီးတဲ့ကာလမှာဒီစီးပွားရေးတန်ခါမှုတွေဖြစ်လာတဲ့အခါကျတော့ဘဏ်တွေကိုပုံမှန်သုံးလို့မရတဲ့အခါကျတော့ငွေပြောင်းငွေလဲကိုယ်စလေနေနဲ့သုံးတာတွေပို့ပြီးတော့များလာတယ်ပေါ့။ဘာဖြစ်လို့ဒီငွေပြောင်းငွေလဲကိုကူပြီးတော့လုပ်ပေးတဲ့ငွေပြောင်းလွှဲကူပြီးလုပ်ပေးတဲ့ကိုယ်စလေတွေကိုဟွန်ဒီလို့ခေါ်တာကျွန်တော်နားမလဲဘူး။ဟွန်ဒီဆိုတာကြားဘူးလားညီမလည်းမကြားဘူးဆရာဟွန်ဒီတော့ဟုတ်ဟုတ်ကဲ့ညီမကဒီလိုမျိုးအဲ့ဟိုဟာဂျားရဲကနေပြီးတော့လုပ်ပြီး agent coin ခေါ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီတိုင်းအဲ့လိုပွဲစားပေါ့နော်ပွဲစားနဲ့တွဲလိုက်မယ်အဲ့ဒီလိုပဲပြောတာများအဲ့ဒီခဏဆရာပြောတဲ့ပုံပုံတော့ကြားဘူးသေးဘူးဟုတ်ကဲ့ပွဲစားဆိုတဲ့စကားလုံးကတော့ဟုတ်တယ်ကျွန်တော်လည်းကြားဘူးတဲ့အိမ်ရောင်းမယ်ဆိုလို့ရှိရင်အိမ်ပွဲစားတွေနဲ့ဆက်သွယ်ရတယ်ကားရောင်းမယ်ကားဝယ်မယ်ဆိုကားပွဲစားတွေနဲ့ဆက်သွယ်တယ်ဒီလိုပေါ့နော်ဟုတ်တယ်ဆရာပွဲဘယ်လိုပြောမလဲတခုခုဖြစ်မြောက်သွားဖို့အတွက်ဂျားရနေဟိုငွေစားပြီးတော့လုပ်ပေးရသူမလို့အဲ့လိုပွဲစားလို့ခေါ်တာဖြစ်မယ်ဟုတ်ကဲ့နားလည်ပြီဟုတ်ကဲ့ဒီနောက်ပြီးတော့အင်္ဂလိပ်စကားကိုသုံးပြီးတော့အင်္ဂလိပ်စကားကနေဘန်စကားဖြစ်လာတဲ့ဟာတွေထဲမှာညီမတခြားဘာတွေရှိသေးလဲစတိုင်ကြတယ်ဆိုတော့ရှိလားဟုတ်ရှိရယ်စတိုင်ကြတယ်စတိုင်မိုက်တယ်စတိုင်မိတယ်အဲ့ဒီအသုံးတွေအကုန်လုံးကအတူတူပဲပေါ့နော်သူကြတော့ဒီစကားပြောထဲမှာပဲဖြစ်ဖြစ်စာရေးရမှာဖြစ်ဆိုလို့ရှိရင်တော့သူ့ကိုဟိုကရိယာအနေနဲ့ထားပြီးသုံးရမယ်ပေါ့နော်ဟိုစတိုင်ရကြတော့နောင်စတိုင်ကြတယ်ဆိုလို့ရှိရင်အဝတ်အစားဝတ်တာသို့မဟုတ်ပြင်တာဆင်တာ
ဟိုတတ်ရရှိတယ်လှလှပရှိတယ်ပေါ့အဲ့လိုပြောချင်တာဟုတ်စ ဟုတ် တိုင် ကဲ့ ကြ ဟုတ် တယ် ကဲ့ စတိုင်မိတယ်လမ်းတယ်ပေါ့ဟုတ်အဲ့လိုလည်းပြောရဲအရင်တော့ဆက်စချင်းသုံးတော့ဆိုလို့ရှင်တော့လမ်းတွေကိုလူကြီးတွေကတိတ်မကြိုက်ကြဘူးပေါ့နော်ဒါပေမဲ့အခုကတော့ဟိုအသုံးတွင်ကျဲသွားပြီဆိုတော့ပေါ့နော်အကုန်လုံးဟိုလက်ခံသွားပြီပေါ့အဲ့လို ဟု မျိုး တ်ကဲ့ အထာကြတယ်လေသုံးလို့ရတယ်ဆရာနောက်တစ်လုံးရှိသေးရလေ အထာကြတယ်လို့ပြောလို့ရတယ် အထာကြတယ်ကကြတော့များသောအားဖြင့်သူ့ရဲ့လောက်ရက်ပေါ့နော်အဝိအစားထက်စားလို့ရှိရင်ပေါ့နော်ဟိုမှာသူတစ်ခုခုမှာလှုပ်လိုက်တဲ့ဟာကထားပါတော့ဘောလုံးသမားဆိုလို့ရှိရင်သူဒီဂိုးဂိုးတဲ့ကိုဘောလုံးကန်သွင်းလိုက်တဲ့ပုံစံလုံးဝအထာကြတယ်မိမိုက်နေတာပဲပေါ့အဲ့ဒီလိုမျိုးသုံးလို့ရတယ် ဟုတ်ပြီနားလည်ပြီကျွန်တော်တို့မှတ်မိတာဟိုနေကျွန်တော်ငယ်ငယ်တော့ဆိုလို့ရှိရင်အဖေအမေကိုအဖေအမေလို့တိုက်ရိုက်မခေါ်ကြလို့ရှိရင်မပြောကြလို့ရှိရင်တကယ်ချင်းနေကြတယ်မှာအဖေအမေအကြောင်းပြောလို့ရှိရင်အင်းကအဖိုးကြီးအင်းကအဖွားကြီးအဲ့လိုပြောကြတာနော်အဖိုးကြီးအဖွားကြီးအခုကဒီလိုပြောသေးလားမသိဘူးဟိုအဲ့ဒါကနယ်ဘက်တွေမှာနည်းနည်းပို့အသုံးများမယ်ပေါ့နော်ဟိုရန်ကုန်မှာတောက်တော့ဘိုးတော်တို့ဘွားတော်တို့သုံးတာပိုများရစီအိမ်ကဘိုးတော်ကပွားနေလို့ဒီနေ့တော့ထွက်လို့မရဘူးဟေးပေါ့ဟာအိမ်မှာပွားတော်ရှိရဲ့မင်းတို့လာပြီးဂိမ်းဆော့လို့မရသေးဘူးပွားတော်ပွားလိမ့်မယ်ပေါ့အဲ့ဆိုအမေကပွားစီပြောလိမ့်မယ်ပေါ့အဲ့လိုပုံစံမျိုးအခုကစကားဝတ်အနေနဲ့သုံးတယ်ဒါပေမဲ့အဖေမေရောက်သိပြီးသားပါသိပါတယ်ညီမတော့တခါမှအဲ့လိုတော့မသုံးဘူးတော့ရင်ခေါင်းခွတ်ဆိုခောက်လိမ့်မယ်ဒါပေမဲ့အလုတ်ခွင်မှာလဲဘိုးတော်ဘွားတော်ဆိုတဲ့စကားလုံးရှိတယ်ညီမရှင်းပြပါအောင်အလုတ်ခွင်မှာကျတော့ဘယ်လိုသဘောသက်ရောက်လဲအလုတ်ခွင်မှာကျတော့ तू ကလေဟိုကိုယ့်ထက်ယာရူးကြီးတဲ့လူခေါ်တာများတယ်ပေါ့နော်အထက်လူကြီးကိုဒါပေမဲ့ရှေ့နေမှာတော့မခေါ်ဘူးပေါ့ဒီလိုမျိုးအလုတ်သမားတွေအချင်းချင်းကြားဝန်ထမ်းတွေအချင်းချင်းကြားထဲမှာဥပမာသူတို့ရဲ့ manager အကြောင်းပေါ့နော် manager မျိုးသမီးအကြောင်းတို့ဟလာ director မျိုးသမီးအကြောင်းတို့အတင်းတုပ်ချင်တဲ့ခါကျတော့ရှင်ဘွားတော့အလုတ်ကဘွားတော့ပေါ့အဲ့လိုပဲဘယ်ဘွားတော့မှသူတို့မသိတော့ဘူးပေါ့နော်သိလားငါ့ကိုပြောနေရလားသူ့ကိုပြောနေရလားဆိုတော့သူတို့မသိတော့ဘူးအဲ့လိုဆိုကိုယ့်ထက်ယာရူးကြီးတဲ့လူကြောင့်အတင်းတုပ်ချင်တဲ့အခါပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဘိုးတော်တို့ဘွားတော်တို့ခေါ်တယ်ဟုတ်ဟုတ်ကဲ့ဟိုတခါလေကြားလို့ရှိရင်ကျွန်တော်တို့လက်ပိတ်ဆိုင်ထိုင်နေတဲ့တငယ်ချင်းတယောက်ကပြောရဲဆိုတဲ့ပုံစံနည်းနည်းထူးဆန်းနေလို့ရှိရင်သူနောက်တဲ့သဘောနဲ့နော်ဒီကောင်ယူသွားပြီလားမသိဘူးဆိုတဲ့သဘောနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီကောင်ချောင်သွားပြီချင်တယ်လို့ကျွန်တော်တို့ပြောခဲ့ဘူးတဲ့အခုကျတော့ယူသွားပြီလားမသိဘူးပေါက်သွားပြီလားမသိဘူးဆိုဘယ်လိုသဘောမျိုးလဲဘယ်လိုဘန်းစကားတွေရှိလဲညီမတို့ကျတော့ကျွတ်နေရလို့ပြောတာကျွတ်နေရလို့လွတ်နေရလို့ဒီကောင်ပလက်ကျွတ်နေရလားမသိဘူးနော်တခုခုကပလက်ကျွတ်နေလို့သုံးလို့မရဘူးလေဒီလားဟိုဥမာကွန်ပျူတာတို့အဲ့လိုမျိုးဒါမှမဟုတ်ဒီလျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကပလက်ကျွတ်နေရဆိုလို့ရှိရင်ပုံမှန်မဟုတ်သုံးလို့မရဘူးပေါ့အဲ့လိုပုံစံဒီကောင်ကျွတ်နေလားမသိဘူးအဲ့လိုမျိုးလွတ်နေလားမသိဘူးအဲ့လိုအထဲမှာဟိုစက်ပစ္စည်းတစ်ခုဆိုလို့ရှိရင်လည်းအထဲတွေကတစ်ခုခုစားခဲ့ပြားတို့ဘာလို့လွတ်နေတဲ့အခါကျရင်ပုံမှန်အလုံးမလုပ်ဘူးပေါ့နော်အဲ့ဒီရဟာကိုအဲ့ဒီရစကလုံးကိုယူပြီးတော့သုံးတာပေါ့ကျွတ်နေရတို့လွတ်နေရတို့အဲ့လိုသုံးတယ်အဲ့ဆိုရင်နည်းနည်းပုံမှန်မဟုတ်ဘူးပေါ့ဟုတ်ကဲ့ပုံမှန်မဟုတ်ဘူးပေါ့နော်တော့မသုံးကြဘူးဟုတ်ကဲ့ဒါတော်တော်လေးကိုဟိုဘဟုတုတရတယ်ညီမနဲ့ပန်းစကားအကြောင်းပြောရတာကျွန်တော်ကဘယ်လိုခေါ်မလဲအသက်ကြီးတဲ့ဆရာမတွေကိုအသက်အရွယ်လောက်ကလူတွေနဲ့ပဲအမြဲတမ်းဆက်ဆံနေတဲ့အခါကျတော့အထူးသဖြင့်ပမာစကားပြောမှဆိုလို့ရှိရင်သူတို့တောင်းဘန်းစကားတွေမသုံးကြဘူးเนาะဒီတော့ညီမကိုမေးအောင်မယ်ညီမအကြိုက်ဆုံးဘန်းစကားဆိုလို့ရှိရင်ပမာဘန်းစကားဘယ်စကားဖြစ်မလဲမသိဘူးရှိလားညီမခဏသုံးတတ်တဲ့ဘန်းစကားဟုတ်ခဏသုံးတတ်တဲ့ဘန်းစကားတော့ရှိရပါတော့အကြိုက်ဆုံးရတော့ဟိုမဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့ဘန်းစကားကြီးတော်တော်များသူ့နေရာနဲ့သူအသုံးတဲ့တာဆိုတော့လေဟိုဘန်းစကားကိုသုံးရတဲ့ရည်ရွယ်ချက်ကကြတော့လေပြောချင်တဲ့ဟာကိုတစ်ခါတလေမှာပို့ပြီးတော့ဟိုကွက်ကွင်းပေါ်သွားအောင်ပို့ပြီးတော့ထိမိမိဖြစ်သွားအောင်ပေါ့နော်ဥမာရည်ရတဲ့ဟာဆိုလဲပို့ပြီးတော့ရည်ရအောင်ပေါ့နော်အဲ့လိုသုံးကြဆိုတော့လေညီမကခဏသုံးတာကြတော့ဟို share ပဲဆိုတဲ့စကားလုံးပေါ့နော်share ပဲဆိုတာ special ဆိုတဲ့ဟာကနေအင်္ဂလိပ်စကားလုံးကနေယူလိုက်တာပေါ့နော်နောက်ဆုံးစကားလုံး share ပဲဆိုတာမိုက်တယ်ဆိုတဲ့ဟာကို upgrade မြင်တာပေါ့အဲ့လိုပြောshare ပဲပြမိုက်တယ် share ပဲအဲ့လိုမျိုးသူလာစာကောင်းတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်လာစာ share ပဲဆိုရင်လာစာကောင်းတယ်ပေါ့အဲ့ဘဲက share ပဲအဲ့လိုရေရှမ်းတယ်ဆိုလို့ရှိရင်ဒီဘဲကမိုက်တယ်ချမ်းသာတယ်ပေါ့
အဲ့လိုပုံစံမျိုးတွေတုံးတာဟုတ် share ပဲ ဟု ကို တ် တော့ ကဲ့ ခဏခဏ နားလည်ပြီဟုတ်ကဲ့ဒါ ဟု ဆို တ် လို့ရှိရင်ဟိုဈေးပန်းခင်းမှရေရှမ်းတဲ့လူတစ်ယောက်နဲ့တွေ့မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင် ဟိုဟာထက်စင်နေဘာသာတရားမယ်နဲ့တွေ့ဆရာဈေးပန်းရဲ့အတိတ်ပဲပါခင်းနေရပါလေအဲ့လိုဖြစ်နေရပါတော့ဟုတ်တယ်ဟိုဒီတိုင်းရိုးရိုးကြီးပြောမယ်ဆိုရင်ကြတော့အဲ့ဒါကလေဟိုဘယ်လိုပြောမလဲသူကယောက်ျားလိုချင်လို့သို့မဟုတ်ရီးစားလိုချင်လို့ မှန် သူ့ ပြ ကိုယ်သူ နေတယ်ပေါ့ ဟို ဟုတ် ပန်းပြနေအဲ့လိုမျိုးကြီးပြောမယ်ဆိုရင်ကြတော့ဟိုစကားကြီးကထောက်နေပြီเนาะ ဟုတ်တ ဒီ ယ်ဟုတ်တယ် ဘန်းစကားနဲ့သုံးလိုက်တော့ဒါချောချောချူချူဖြစ်သွားပြီးတော့ပို့ပြီးလဲရည်ရတဲ့အိမ်ပဲပေါက်သွားတာပေါ့အဲ့ ဒါ လို ပေါ့ မျိုး ဒါပေါ့ဟုတ်တယ်ဟုတ်တယ် ဆရာခုနကလက်ဖိတ်ရည်ဆိုင်ဟိုလက်ဖိတ်ရည်ဆိုင်ထိုင်နေဆိုပြောလို့လေ ဟုတ်ကဲ့ အဲ့ယောက်ျားလေးဆိုလို့ရှိရင်ပေါ့နော်ဒီလက်ဖိတ်ရည်ဆိုင်စကလုံးလို့ပြောရမလားပေါ့နော် ဟုတ်ကဲ့ အဲ့မှာသုံးတဲ့ဘန်းစကားဆိုလို့ရှိရင်သူကတငယ်ချင်းတို့ဘာတို့ခေါ်ရတဲ့စားလို့ရှိရင်ပေါ့နော်နောက်ပိုင်းကျပို့ပြီးရင်းရင်းနှီးရှိတဲ့ခါကျသူကအချင်းချင်းရောက်ဖတို့တားကြီးတို့ခေါ်ကြရလဲရှိရပေါ့နော်တားကြီးဆိုတာဟိုကိုယ့်အိမ်ရောက်သားကိုပြောချင်တာမဟုတ်ဘူးပေါ့နော်တရန်ရင်းနှီးလို့ခေါ်တာပေါ့အဲ့လိုပုံစံတငယ်ချင်းကိုမှပို့ပြီးတော့ရင်းနှီးတဲ့တငယ်ချင်းပေါ့အဲ့ဆိုတားကြီးလို့ခေါ်တယ်ချိုးကြရလဲ အမကြီးညီမကြီးရှိတာမရှိတာတော့မဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့မိသားစုဝင်လို့ရင်းနှီးလို့ရောက်ဖဆိုပြီးခေါ်တာလည်းရှိတယ်ဒါပေမဲ့အဲ့ဒီဟာကကြတော့လေညီမတို့အမတို့ရှိရဲ့ကောင်လေးဆိုတော့မကြိုက်လောက်ဘူးပေါ့နော်သူတင်ချောတယ်ညီမချောတယ်လာတယ်ညီမအမတွေရှိရင်မကြိုက်ဘူးပေါ့ ဒါပေါ့ဆရာ တား ရောက် နာ ဖ တာပေါ့ ဆို နော် တော့လေဒါပေမဲ့အဲ့ဒီဟုတ်တယ်ဆရာရောက်ဖကကြတော့သူကဟိုနယ်ဘက်တွေမှာပို့ပြီးတော့အသုံးများတယ်နယ်ဘက်ရန်ကုန်မဟုတ်တဲ့တခြားမြို့တွေကြတော့ညီမတို့ကနယ်လို့ခေါ်တာဆိုတော့လေအဲ့ဘက်တွေမှာပို့ပြီးအသုံးများတယ်ဟုတ် ဟုတ်ပြီကောင်းပြီโอเคဒါဆိုလို့ရှိရင်ဒီလောက်ဆိုလို့ရှိရင်တော်တော်လေးတော့စုံလင်သွားပြီလို့ထင်ပါတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်တို့ဆက်ပြောမယ်ဆိုလို့ရှိရင်လည်းအများကြီးထွက်လာမှာပေါ့နော်ဒါပေမဲ့အခုဒီနေ့ podcast ရဲ့အတိုင်းတာလောက်ကတော့လုံလောက်ပြီလို့ထင်ပါတယ်ညီမဘာဖြည့်ဆွက်ပြောချင်သေးလဲမသိဘူးအများကြီးတော့မရှိတော့ပါဘူးရှင်ဟုတ်ဟိုဘာသာစကားလေ့လာရဲဆိုကြရပါတော့ညီမဆိုလည်းတခြားဘာသာစကားတွေလေ့လာရတာကြိုက်တယ်ပေါ့နော်စပိန်စကားနောက်ပြီးတော့ကိုရီးယားစကားကနည်းနည်းပေါ့နော်ကိုရီးယားစကားပြောစိတ်ဝင်စားရပေါ့နော်ဟိုအရေးတော့စိတ်ဝင်စားဘူးအဲ့လိုဆိုတော့အဲ့ဒီဘာသာစကားတွေလေ့လာတဲ့အခါမှာပေါ့နော်ကိုကဒီအလေအလတ်အဆင့်လောက်ရောက်သွားပြီဆိုလို့ရှိရင်ဘန်းစကားတို့ EDM တို့ကိုတွဲပြီးလေ့လာမယ်ဆိုလို့ရှိရင်ပေါ့နော်ဘာသာစကားပေါ်မှာပို့ပြီးတော့စိတ်ဝင်စားမှုမြင့်တက်လာမယ်ထင်တယ်ပေါ့ဟုတ်အဲ့လိုဆိုတော့အဲ့ဒါလေးလည်းတွဲပြီးလေ့လာကြရင်ဟုတ်ကောင်းတယ်ကျွန်တော်လည်းဒီလိုပဲထင်ပါတယ်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီဘာသာစကားကိုသုံးတဲ့အခါမှာဒီလိုဘန်းစကားတွေကိုထည့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ကိုပြောပုံဆိုပုံပို့ပြီးတော့သဘာဝကျတယ်ပေါ့နော်မဟုတ်လို့ရှိရင်ကိုကဖတ်စာအုပ်တဲ့ဝါကြကြီးတွေကိုယွတ်နေတယ်လို့ပဲဖြစ်နေတာပါသဘာဝမကျဘူးပေါ့ဟုတ်ကောင်းတယ်ညီမနောက်ပြီးတော့ဘန်းစကားရဲ့တချို့လူတွေကတော့တချို့လူတွေဆိုတော့ဘယ်လိုခေါ်မလဲနည်းနည်းဟိုရှေးရိုးစွဲလူတွေပေါ့လေသူတို့ကတော့ဘန်းစကားဆိုလို့ရှိရင်ဘာသာစကားကိုဖျက်ဆီးတယ်ဘာတွေလည်းမသိဘူးရှောက်ပြောနေတယ်လို့ပြောကြတယ်ဝေဖန်တယ်ကျွန်တော်တော့အဲ့လိုမထင်ဘူးဗျဘာလို့ဆိုဒီနေ့အများဆုံးစကားအဖြစ်နဲ့ကျွန်တော်တို့လက်ခံထားတဲ့ကောင်းပုံဖြတ်တယ်တို့နှောင်မီးလင်းတယ်တို့ဆိုတာလေတစ်ချိန်လုံးကတော့ဘန်းစကားအနေနဲ့စခဲ့တာပဲပေါ့နော်ဒါပေမဲ့အခုတွင်သွားတဲ့အခါကျတော့ဘယ်သူမှဘန်းစကားလို့မစင်စားကြတော့ဘူးပေါ့သုံးရင်သုံးလိုက်တယ်နေ့စဉ်သုံးစကားဖြစ်လာတယ်ပေါ့ဒီတော့ကျွန်တော်တို့အခုဆွေးနွေးနေတဲ့စကားလုံးတွေလည်းတနေ့ကြလို့ရှိရင်နေ့စဉ်သုံးစကားတွေဖြစ်လာဖို့အလားအလာရှိတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါရဲ့ဆရာဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘာသာစကားကဟိုဒီပုံသေးကြီးပဲဆိုလို့ရှိရင်လေ့လာတဲ့သူတက်ကလည်းပြင်းစရာကောင်းတယ်ပေါ့နော်နောက်အမြဲတမ်းရွေ့ရှားနေမှာဟိုစီးနေတဲ့ရေလိုပေါ့ဆရာရဲ့ဒီလားပို့ပြီးတော့ကြည်ကြည်လေးတန်တန်ရှင်းရှင်းပို့ရှိရပါဟုတ်ကောင်းတယ်ဟုတ်တယ်ကျွန်တော်လည်းဒီပါပဲဟုတ်ကဲ့ကဲဒါဆိုလို့ရှိရင်ညီမဟိုနေကုန်းချုပ်အနေနဲ့ညီမချင်းမိုင်မှာညီမရဲ့ချင်းမိုင်မှာပုံမှန်လုပ်နေကြဟိုဗမာစကားပြောတင်တန်းလေးအကြောင်းပြောချင်သေးလားပြန်စားနေပြီလားအဲ့ဒီဟာကလေအခုကမိခိုးတွေကြောင့်ရောအကုန်လုံးပေါ့နော်ဟိုခရီးတွေလည်းတခြားနေရာခရီးထွက်နေကြတော့လေဟိုရက်ထားတယ်ရှင်ဘာဖြစ်လို့လဲဆိုချင်းမိုင်ကအခုလေထုအဆိုးဆုံးမြို့ထဲမှာပါနေတော့လေအပြင်မှာoutdoor လုပ်ဖို့ outdoor ဒီအတန်းလုပ်ဖို့ဆိုအဆင်မပြေဘူးပေါ့နော်နောက်ပြီးတော့လေတန်းဆက်ရှိတဲ့ဆိုင်တွေလည်းရှိတယ်ဒါပေမဲ့ညီမအခုလောလောဆယ်online ကနေပြီးတော့ဒီကလေးတွေကိုနွေရာသီတင်တဲ့အလကားတင်ပေးနေရဆိုတော့လေဟုတ်အဲ့ဒီဟာလေးခဏရပ်ထားပါသေးရဲ့ရှင်ဟုတ်
ကောင်းပါပြီဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီလောက်နဲ့ပဲဖြတ်လိုက်ကြရအောင်เนาะနောက်မှ ဟုတ်ကဲ့ရှင် ပြန်ဆောင်ကြတာပေါ့ ဟုတ်ကဲ့ပါရှင်ဆရာနဲ့စကားပြောတာအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်ကျေးဇူးလည်းတင်ပါတယ်အချိန်ပေးရအတွက် ဒီတစ်ခေါက်ကျွန်တော်ကညီမစီကအရန်စီးပူရတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ ဟုတ်ကဲ့နားမရှုပ်ပါလို့တော်ပါပြီ မရှုပ်ပါဘူးမရှုပ်ပါဘူးโอเคနောက်မှတွေ့ရမယ်เนาะ bye bye ဟုတ်ကဲ့ပါဆရာ Welcome back. These are some of the words and phrases in this episode. Banzaga, slang, nepe, territory, sector, segment, anupenya loka, the creative sector, the art sector, anupenya lokada, members of the artistic community, creative sector. Ye laung pede, to bribe, literally to pour water. Zagawet, code word. Lapayebo, bribe, literally e-money. Lapayebo tore, or lapayebo pede, to offer bribe, literally to offer tea-money. Maite, to be stylish, hip. Salapi swede, to take selfie. Dapande, to take photo, literally to capture electricity. Yeshane, to have money to spend, literally to be overflowing. Yekande, or yepiate, to be broke, literally to be low on water, to run out of water. Vainpiate, to be broke. Juere, to develop a crush. Crushte, to develop a crush. Jude, to show off, to boast. Zebankende, to attract attention, especially in the romantic sense, literally to display goods on a tray. Obadende, to overact, to be melodramatic, from close pronunciation of over from Ovaltine. Drama kende, to cause drama. Alu pokte, to be talkative, literally to bake potatoes. Le pore, to be talkative, literally to be windy. Shuide, to lie, to make up stuff, to exaggerate. Pau paute, to pester, to scold incessantly, literally to pop popcorn. Puade, to pester, to scold incessantly. Say lenide, to be distracted, to be unmotivated. Bude, to be distracted, to be unmotivated. Hondi, unofficial money transferring agent. Lande, to be stylish, hip, literally to be fresh. Atajade, to be impressive, attractive. Bodo, dad and mom. Taunde, or paute, to lose one's mind. Plachote, to lose one's mind, literally to be unplugged. Yakpa, or Thaji, good friend, literally son or brother-in-law. That's it for this episode. Until next time, happy Burmese learning. Now my dream, see you later.